FA ဗလာကွာတာဖိုင်နယ်မှာပိုးပေးနဲ့ထိတိုက်တွေ့ရလို့ဖလားရဖို့ချဲစီကိုကန်ဂျမာကလန်ခင်းပေးနေပြီလားဘရိမန်အားဝဲမိလာပြောင်းစတန်ဖို့တိုင်ကနေအားလုံးကိုပြန်လဲကြိုလဲပါရင်မင်းညကဒိုင်ထုတ်လက်သွားခဲ့တဲ့နောက်25-26ရာသီ FA ဗလာကွာတာဖိုင်နယ်မဲခွဲမှုရလက်ဟာချဲစီပရိသတ်တွေအတွက်ဝမ်းသာစရာသတင်းတစ်ခုဖြစ်ခဲ့ပါတယ်အသင်းကြီးတွေဖြစ်တဲ့မန်စီးနဲ့လီဗာပူးတို့ထိတိုက်တွေ့နေခြင်းမှာချဲစီကတော့လီဝမ်တတိယရန်ပြန်ဝင်မှာရုန်းကန်နေရတဲ့ပိုးပေးအသင်းနဲ့အင်္ဂွမ်းမှာတွေ့ဆုံနေခဲ့လို့ပါဒါနောက်ဆုံး9နှစ်အတွင်း9ချိန်မြောက်ကွာတာဖိုင်နယ်ရောက်ရှိလာခဲ့တဲ့ချဲစီအတွက်ဆီမီဖိုင်နယ်တက်ဖို့တကားအခြေကြီးပွင့်သွားတာလည်းဖြစ်ပါတယ်ဒါပေမဲ့ FA ဗလာရဲ့တမိုင်းချောင်းမှာအသင်းငယ်ဆိုတာမရှိဘူးဆိုတာကိုတော့အပြောင်သေးကောင်းတွေသတိပြုဖို့လိုအပ်ပါလိမ့်မယ်။ပေါ်ဘေးအသင်းဟာဒီအဆင့်ကိုရောက်လာဖို့အတွက်ကန်ကောင်းလို့ရလာတာမဟုတ်ပါဘူး။သူတို့ဟာပစ္စမအဆင့်မှာပရီးမီးယားလိဂ်အသင်းဖြစ်တဲ့ဆန်နာလန်ကို1-0နဲ့နိုင်ယူပြီးဂျိုင်းယန်ကင်လင်လုပ်ပြခဲ့တယ်လို့စတိုဒါအဆင့်မှာလည်းချန်ပီယံရှစ်ကဘရက်စတိုစီးတီးကိုလည်းထိုးခဲ့တာပါ။ပေါ်ဘေးအတိုင်းအဆင့်မို့ဘန်ဝိန်းဟာဒီဟာဒီမှာဂိုးသွင်းချွေတင်းနေသူဖြစ်ပြီးဆန်နာလန်ကိုအနိုင်ဂိုးသွင်းခဲ့တဲ့သူလည်းဖြစ်ပါတယ်။သူတို့မှာဆုံးယုံစရာဘာမှမရှိတဲ့အတွက်ဘာမဆိုဖြစ်သွားနိုင်တယ်ဆိုတဲ့စိတ်နဲ့စတန်ဖို့ဘေ့ချ်မှာအစွမ်းကုန်တိုးပြန်လာမှာသိကြပါတယ်။ချဲစီကိုယ်တိုင်ကလည်းပစ္စမအဆင့်မှာရန်ဆန်အသင်းကိုအချိန်မိုတိကစားခဲ့ပြီးမှ၄-9နဲ့ခက်ခဲစွာနိုင်ယူခဲ့ရတာပါ။ဒါကြောင့်အသင်းငယ်ရဲ့ကန်ဆယ်ပိတ်ကစားမှုနဲ့ဆက်လက်ပိုင်းကို short term ရင်တော့အင်ကွန်းမှာမြေကြာရသူဖြစ်သွားနိုင်ပါတယ်။ဒီပြရိုစင်နီယာလက်အောက်မှာချဲစီယာပြောင်းလဲတွေကိုလှုပ်ဆောင်နေပြီးတော့တရားဒီမှာ FA ဗလာဟာသူတို့အတွက်တစ်ခုတည်းသောလက်ကျန်ဆိုဗလာမျှော်လင့်ချက်ဖြစ်လာနိုင်ပါတယ်။ချဲစီမှာလက်ကျန်တို့ကာလာချိုနဲ့ရာအိုပက်တိုတို့လိုပွဲဖက်နိုင်တဲ့ကစားသမားတွေရှိနေပါတယ်။အထူးသဖြင့်ဘရန်ဆန်ရဲ့ပွဲမှာဂိုးတွေသွင်းယူခဲ့ဒီကစားသမားတွေဟာပိုးပေးရခန်းစီကိုဖျက်ဆီးဖို့အဓိကလက်နက်တွေဖြစ်လာမှာပါ။ရိုစင်နီယာအနေနဲ့ဒီပွဲမှာလူငယ်ကစားသမားတို့ကိုသုံးနိုင်ပေမဲ့ဂျော်ယိုကိုတော့အားကောင်းကောင်းရှိထားရှိမှာပါ။ပိုးပေးရဲ့တမန်တိုင်းစစ်တွေကိုထမ်းကြားဖို့အတွက်ခန်းစီကနေတိုင်းစစ်အကူပြောင်းကိုအမှားမရှိလုံးဆောင်ဖို့လိုပါတယ်။ချဲစီနဲ့ပိုးပေးတို့ဟာ FA ဗလာပြိုင်ပွဲတမိုင်းမှာပထမဆုံးအကြိမ်တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ပိုးပေးရဲ့အတွက်ကတော့1954ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်ကွာတာဖိုင်နယ်ကိုရောက်ရှိလာတာဖြစ်လို့သူတို့အတွက်ဒါတမိုင်းဝင်ညာချမ်းတစ်ခုပါပဲ။ချဲစီဟာစတန်ဖို့ဘေ့ချ်မှာအသင်းငယ်တွေကိုဧည့်ခံရတဲ့အခါမှတ်တမ်းကောင်းတွေရှိပါတယ်။ဒါပေမဲ့ပရိသတ်ရဲ့မျှော်လင့်ချက်မြင်မာနေတာကစားမတွေအပေါ်မှာဖိအားတစ်ခုဖြစ်လာနိုင်ပါတယ်။ပို့ဘေဟာဒီယာဒီကာရာမောင်းဖလားမှာအာဆင်နယ်ကို2-0နဲ့ရှုံးနိမ့်ခဲ့ဘူးလို့အသင်းကြီးတွေနဲ့ရင်ဆိုင်ရတဲ့အတွေ့အကြုံတော့ရှိတာပြီးသားပါ။ကွာတာဖိုင်နယ်မှာခွဲမှုတွေရောက်ချဲစီဟာတခြားသောအသင်းကြီးတွေဖြစ်တဲ့အာဆင်နယ်မန်စီးတီးလီဗာပူးတို့နဲ့တွဲချော်ခဲ့တာဟာကံကောင်းခြင်းတစ်ခုပါ။တကယ်လို့ပို့ဘေကိုကြော်ပြတ်နိုင်ခဲ့ရင်ချဲစီဟာဝီမာလီကွင်းမှာကစားမဲ့ဆီမီဖိုင်နယ်ကိုတက်လှမ်းနိုင်မှာပါ။လက်ရှိခြေစွမ်းနဲ့စိတ်ရက်ပိုင်းအားဆိုရင်ချဲစီဟာဘလူပွဲအထိကိုတက်လှမ်းနိုင်ဖို့အလားအလာ80%လောက်အထိရှိနေပါတယ်။ကောချင်မြောင် FA ဖလားကိုသိမ်းပိုက်နိုင်ဖို့ဆိုရင်တော့ဆီမီဖိုင်နယ်နဲ့ဘလူပွဲတွေမှာမန်စီးတီးတောင်မှမဟုတ်အာဆင်နယ်တို့လိုအသင်းတွေကိုကြော်ဖြတ်ရဖို့ရှိနေပေမဲ့လက်တွေ့ကျတဲ့အိမ်မက်ကိုမန်းနိုင်ဖို့လက်ရှိပွဲကိုရအောင်ကြော်ဖြတ်ပြဖို့လိုအပ်နေပါတယ်။ကျွန်တော်မင်းတော့ပြောရမယ်ဆိုရင်လာမယ့်ဧပြီလ4ရက်နေ့မှာကစားမယ့်ဒီပွဲဟာချဲစီအတွက်မဖြစ်မနေနိုင်ရမယ့်ပွဲ must win game ပါပဲ။ပွဲကိုရှော့လို့မရပေမဲ့အသင်းအရဲ့အဆင့်အတန်းကွာကြမှုအိမ်ကွင်းအားသာချက်နဲ့ချဲစီကစားမတွေရဲ့ဒူးချင်းအရေးသွေးတွေကြောင့်ချဲစီပဲအမှားရမရှိနောက်တစ်ဆင့်ကိုတက်သွားလိမ့်မယ်လို့ခန့်မှန်းရပါတယ်။ချဲစီပရိသတ်တွေအတွက်တော့ပိုးဘေးကိုကြော်ပြပြီးဝီမာလီမြေမှာအောင်ပွဲခံနိုင်မယ့်နေရာတွေကိုစေကူးရင်လို့ရနေပါပြီ။ဒါပေမဲ့ဘောလုံးဆိုတာကွင်းထဲမှာကစားတာဖြစ်လို့အဖြေကိုတော့ဧပြီလမှာအတူတူစောင့်ကြည့်ကြအောင်ဗျာ။ညီကိုတို့ကရောဘယ်လိုမြင်ကြလဲ။ FA ဗလာရဖို့ချဲစီကိုကန်ဂျမာကလန်ခင်းပေးနေပြီလား။ပြောပြသွားခဲ့ကြပါဦး။အစောကြီးကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။